Hello အားလုံးပဲမင်္ဂလာပါအရင် Tarot Channel နဲ့ကြိုဆိုပါရစေ။အခုလုပ်ပေးမှာက Gemini လေးတွေအတွက် General Reading မှာ April 13ကနေပြီးတော့မှ April 19အထိလုပ်ပေးမှာဖြစ်ပါတယ်။ General Reading ဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးနဲ့ energy ကိုက်ညီချင်မှာကိုက်ညီမယ်။ကိုယ်နဲ့ကိုက်ညီအပိုင်းလေးကိုပဲယူပါလို့မျိုးပြောချင်ပါတယ်နော်။ energy ပိုင်းဖြစ်ခဲ့လို့ရှိရင်မင်းကို like and follow ဟုတ်ပါတယ်။ဖြစ်ကြကတည်းကအများကြီးဆိုတော့ဘယ်လောက်ပဲယူလိုက်မယ်နော်ခဏပြုံလိုက်ကြည့်ပြုချက်ဒီကလေးကမင်းရှေ့မှာလုပ်ခဲ့ reading မှာလည်းမြင်တွေ့တယ် Taurus reading မှာလားမသိဘူးနော်ဒီမှာကျတော့ဒီမှာတခြားကက်လေးတွေကိုကြည့်လိုက်တဲ့အခါမှာဘာတွေ့လဲဆိုတော့Gemini လေးနဲ့ပတ်သက်ဆက်နွယ်မှုတဲ့သူတွေကခုချိန်ထိနှစ်တည်ကြပြီမဲ့Gemini လေးတွေကိုသူတို့စိတ်ထဲကနေသူတို့စိတ်ထဲမှာရှိနေသေးတယ်ဆိုတာကို in deny ပေါ့နော်လက်မခံနိုင်တဲ့အနေအထားမျိုးတွေ့ရတယ်ဒါမှမဟုတ်လို့ရှိရင်Gemini လေးတွေကပတ်သက်ခဲ့မှုတဲ့လူတယောက်ကိုအခုချိန်ဒီစိတ်ထဲမှာရှိနေသေးတယ်ဆိုတာကိုလက်မခံနိုင်တဲ့အနေအထားမျိုးလည်းဖြစ်နိုင်တယ်ကိုက်ညီတယ်လို့ယူလို့ရတယ်နော် vice versa နောက်တစ်ခုကGemini လေးတွေရဲ့စိတ်ထဲမှာ yes or no မေးခွန်းမေးထားတာလေးရှိရင်အဖြေသည် no ပါနော် okay အဲ့လိုအနေအထားမျိုးလေးတွေ့ရတယ်ဒီကအမေအခုတွေ့ရတဲ့အချက်okayအဲ့တော့ရှေ့မှာအရှိပိုင်းနေမှာခံစားခဲ့ရတဲ့နာကျင်ခဲ့ရတဲ့အနေအထားမျိုးလေးတွေကိုကြော်ဖြတ်ပြီးတော့မှအခုချိန်မှာGemini လေးတွေကတည်ငြိမ်တဲ့အနေအထားမျိုးပြန်ပြီးတော့ရောက်နေပြီ stable ဖြစ်နေပြီတူချာရေးအရင်ကလိုမျိုးဖိဟိုနာကျင်ရတဲ့အနေအထားမျိုးမရှိတော့ဘူးပေါ့နော်အဲ့လိုအနေအထားမျိုးရောက်နေတာကိုတွေ့ရတယ်အကယ်၍အသိမှနာကျင်ခဲ့ရတယ်ဆိုရင်ပေါ့နော်အဲ့တော့စူးစမ်းထားတဲ့အရာလေးတွေဒီချိန်မှာအတိမတ်ပြုတ်ခြင်းခံရမယ်ချို့တွေဆိုလို့ရှိရင်ရာဒူးတိုးတဲ့အနေအထားမျိုးတွေရောက်မယ်social ဘိုင်းနဲ့ပတ်သက်ပြီးအသက်မွေးဝမ်းကြောင်းတဲ့လူတွေဆိုလို့ရှိရင်အရင်ကတည်းကပို့ပြီးတော့ထင်ပေါ်ကြော်ကြားတဲ့အခြေအနေကိုရောက်မယ်နော်ထင်ပေါ်ကြော်ကြားတဲ့အခြေအနေကိုရောက်မယ်ဒီကတ်ကိုကြည့်လိုက်တဲ့အချိန်မှာနာရီကတ်ကိုစပြီးတွေးလိုက်တယ်မြန်ကောင်းနေဝင်လာလေးရှိတယ်Gemini လေးတွေဒီအများနဲ့ manifest လုပ်လို့ရှိရင် relationship ဒီ the last Gemini လေးအရင်ဆုံး manifest လုပ်လို့ရှိရင်ဘာလဲဆိုတော့သူတို့ရဲ့ well being ပြီးလို့ရှိရင် family ပြီးတော့မှ relationship အဲ့လိုလာတယ်ဥပမာသူတို့ကိုသူတို့ပြန်ပြီးတော့ယုံကြည်ပြီးတော့ကြည်နဲ့တဲ့အနေအထားမျိုးGemini လေးတွေကလိုချင်ကြတယ်အဲ့ဒါမှ perfect တယ်လို့ခံစားရတယ်အဲ့တော့သူများနဲ့ရှင်နေရမဟုတ်ဘူးGemini တွေအများတော့အဖြစ်ကိုပဲပြန်ပြီးတော့ရှင်ကြတာများတယ်သူများရဲ့ဖြစ်တည်မှုတွေတိတ်ပြီးတော့ခေါင်းထဲမှာမဝင်ဘူးGemini တွေကဒါကိုလူတော်များမသိကြဘူးပေါ့နော်အဲ့တော့သူတို့ကိုသူတို့ယုံကြည်မှုသူတို့ကိုသူတို့ပြန်ယုံကြည်မှုရှိမှသူတို့လုပ်တဲ့အရာတွေသူတို့ကိုယ်တိုင်ကြည်နဲ့တဲ့ရက်လက်ပေါ့နော်အဲ့လိုမျိုး perfection လို့သူတို့ခေါ်တယ်အဲ့တော့သူတို့ manifest လုပ်လို့ရှိရင်သူတို့ဆုတောင်းလို့ရှိရင်များတော့ဖြစ်အဲ့အရာတွေကိုဦးစားပေးဆုတောင်းတယ် second the family နောက်ဆုံးဒီ relationship ဆို relationship manifest လုပ်တဲ့အထက်မှာပါတော့မပါဘူးเนาะအဲ့လိုမျိုးလေးတွေတွေ့ဘာဖြစ်လို့လဲဆိုတော့Gemini တွေမှာစံနှုန်းမရှိဘူး relationship တခုထားနေမှာစံနှုန်းမရှိဘူးသူတို့ဥမာcome across ပေါ့နော်တနည်းအားဖြင့်တွားတယ် come across ကိုမျက်စိတွေဝင်လာတယ်ကို
attention ရသွားတဲ့လူဆိုလို့ရှိရင်ဒါသူတို့စိတ်ဝင်စားပြီးတော့မှအတိမ်နဲ့ပုံမူတည်ပြီး relationship ထိသွားတာလည်းရှိရယ် situationship မှာရက်သွားတာလည်းရှိရယ်အမျိုးမျိုးပေါ့နော်အဲ့တော့သူတို့ကဘယ်တော့မှဒီ relationship နဲ့ပတ်သက်လို့ရှိရင် manifest လုပ်တဲ့ထဲမှာသိပြီးတော့မပါဘူးအဲ့လိုမျိုးလေးတွေကိုတွေ့ရတယ်နော် okay ဒါကမင်း Gemini လေးတွေကိုလုပ်ပေးတယ် April 23ကနေပြီးတော့ April 19အတွက် January reading ဖြစ်ပါတယ် bye bye